မပုံရင် 5.6 ရှိတယ်နော်3နဲ့စားလိုက်ရင် 5.6 ရှိတယ်အဲ့တော့ဒီမှာဆိုရင် 5.6 နောက်တစ်យ៉ាងလည်းပြပြီမယ်နော်တော့ကြာရောရမှာမလို့ 5.6 5.6 နော်အဲ့တော့ဒီဟာကြတော့အမတို့ဒါ3ပုံပုံလာတဲ့အမှတ်ဟုတ်ပြီနော်ဒါအမတို့က3ပုံပုံလာတဲ့အမှတ်ဒီဟာကအခုနာတော့ကအလယ်မှတ်အရှိနဲ့အနောက်နဲ့ကိုမှတ်ထားတဲ့အလယ်မှတ်ဒါက3ပုံပုံလာတဲ့အမှတ်ရမယ်နော်ဟုတ်ပြီအဲ့ဒီ3ပုံပုံလာတဲ့ဒီအမှတ်နဲ့အမတို့ရဲ့အခုနတက်လိုက်တဲ့ဒီ3ပုံပုံလာတဲ့နောက်ဆုံးဒီအပုံနဲ့ဒီတက်လိုက်တဲ့3နဲ့ကိုဒီလိုဆက်အရင်ဒီလိုပဲဆက်ဟုတ်ပြီနော်ဟုတ်ပြီပြီးသွားရင်မတို့ဒီကနေဒီကိုဘယ်လောက်တက်ခဲ့တာလဲ3တက်ခဲ့တာမှတ်လား3တက်ခဲ့တာဟုတ်ပြီသူ့ကို3တက်ခဲ့ရင်ဒေါင်းမှန်သိမ်းမယ်ဒီကနေဒီကို3တက်မယ်သူ့ကို 3.5 တက်ခဲ့ရင်ဒီကနေဒီကို3.5 တက်မယ်ကိုယူခဲ့တဲ့ column အပြားအတိုင်းဒီမှာပြန်တက်မယ်ရမယ်နော်ရမယ်နော်အဲ့တော့ဒီမှာကိုဘယ်လောက်တက်ခဲ့လဲ3ဆိုရင်အမတို့ကဒီကနေပြီးတော့ဒီကိုဒေါင်းမှန်သိမ်းနော်ဒေါင်းမှန်မသိဘူးဆိုရင်ကိုယ့်ရဲ့ဒီပေတံကိုဒီမှာကြည့်ဒီဒေါင်းမှန်ပေတံမရှိဘူးဆိုဒီပေတံနဲ့ဒီလိုကိုင်ဒီမှာနော်ဒေါင်းမှန်ဒီကနေပြီးတော့ဒီမှာဒေါင်းမှန်ဟုတ်ပြီလားဒီနေရာလေးဒေါင်းမှန်ဖြစ်ရမယ်ရမယ်နော်ဒီနေရာလေးဒေါင်းမှန်ဖြစ်ရမယ်ဒေါင်းမှန်ဒီလိုအရင်ဆွဲထုတ်လိုက်ဆွဲထုတ်ပြီးသွားရင်လိုချင်တာ3မှတ်လားလိုချင်တာ3ဖြစ်တဲ့အတွက်ကြောင့်အမတို့ဒီကနေပြီးတော့ဒီကို 3cm u 3.5 ဆိုရင် 3.5 u နော်ရမယ်နော်အဲ့တော့ဒီကနေဒီကို 3cm ဒီလိုယူတယ်ဟုတ်ပြီယူပြီးသွားပြီဆိုရင်ဘာလုပ်မလဲအမတို့ရဲ့ဒီအလယ်မှတ်တွေ့လားဒီအပုံအမှတ်မဟုတ်ဘဲနဲ့ဒီအလယ်မှတ်လေးနားလောက်ကိုမှန်းပြီးတော့ဒီလိုဆွဲလဲရတယ်ဒါမှမဟုတ်ဘူးဒီနေရာလောက်အမှတ်လောက်ကိုလည်းဒီမှာကိုကမသိဘူးဆိုရင်တိတိကျကျရလုံးဝလိုချင်လေအလယ်မှတ်မဟုတ်ဘဲနဲ့ဒီမှာဒီနေရာဟာလေလိုမျိုးခဲတံနေနဲ့လိုလေးမှိတ်လေးဆွဲလိုက်ဒီမှာခဲတံနေနဲ့လိုမှိတ်လေးဆွဲပြီးသွားရင်ဘာလုပ်မလဲအဲ့ဒီဆွဲထားတဲ့အမှတ်နဲ့ဒါနဲ့ကိုဒီလိုလာဆက်ရမယ်နော်ဟုတ်ပြီအဲ့တော့ဒီဟာရသွားပြီဆိုရင်ဒီမှာ curve နဲ့ဘာလုပ်မလဲအမတို့ဖြီချမယ်နော် curve နဲ့ဖြီချမယ်ဒီအောက်ကိုလည်း curve နဲ့ဖြီမယ်ဒီအောက်ကိုလည်း curve နဲ့ဖြီမယ်ဖြီတဲ့နေရာမှာ curve ဒီလိုပဲကင်ဒီလိုကင်ရင်အဆင်မပြေဘူးမဒီလိုကင်တော့မှဒါလည်းအဆင်ပြေမှာနော် curve ကိုကင်ကြည့်နော်တပုံသေးတဲ့တော့မတတ်မှတ်နဲ့နော်ဒီမှာဒီလိုလေးဖြစ်မယ်ဒီလိုလေးဖြစ်မယ်ဒီမှာကြည့်အဲ့တော့ဒီ shape လေးကိုကြည့်ဒီလိုလေးလာပြီးတော့မှဒီလိုလေးသွားဒီလိုလေးလာပြီးတော့မှဒီလိုလေးသွားဘာဖြစ်သွားလဲကော့တက်သွားတယ်အဲ့လိုမျိုး sticker ကော့လေးလေဘင်းမှာဝင်ရင်ကုတ်တယ်ဟုတ်ပြီနော်ကောင်းပြီဒီအင်ကြီးမှာကြတော့အမတို့က sticker တဲ့ပဲထွက်ထားတာလေနော်တဲ့ပဲထွက်ထားတာမဟုတ်ဘူးကိုကအကွေးဆိုရင်ရောဒီမှာကြည့်လေကွေးလို့မရဘူးလားအကွေးကြိုက်တဲ့သူတွေကမှခဲတံလေးနဲ့ပဲလုပ်ပြမယ်နော်ဒီမှာကြည့်အကွေးမရဘူးလားရပဲဒီမှာအကွေးရှိတ်ဟုတ်ပြီနော်ဒဲလိုချင်တဲ့သူတွေကဘာလုပ်ရလဲဆိုတော့ဒီကနေပြီးတော့အမကိုဒီထဲကို 0.5 cm လောက်ကလေးဝင်ပေးပါဘယ်လောက်ဝင်မလဲ 0.5 တဲ့အတွက်နော် 0.5 ဝင်ပြီးသွားရင်တန်းပြီးတော့အမကိုမစားပေးနဲ့အောင်နော်တန်းမစားပေးနဲ့အောင်အမတို့ပြန်ပြီးတော့တိုင်းရမယ်ဘာကြောင့်လဲဆိုတော့အဖြောင်းနဲ့အကွေးမှာဆိုရင်အကွေးဒီမြင်းအမြဲတမ်းဘာဖြစ်လဲရှည်တယ်နော်မြင်းမြဲတမ်းရှည်တယ်ဆိုတော့အမတို့ဒီအထိကတော့မှန်နိုင်တယ် 9.1 ဒီအထိကတော့မှန်နိုင်တယ် 7.7 နေရာကနေစပြီးတော့ဒီကနေကွေးတက်သွားတာအောင်နော်တကယ်လို့ကိုကကွက်တီကြသုံးချင်တယ်ဆိုရင်တိုင်းမယ်ဇက်တိုက်တိုင်းနေတယ်ဆို 9.1 အပေါင်း 7.7 အဲ့ဒါဗာလဲအရှိလေဘင်းနဲ့အနောက်လေဘင်းကိုပေါင်းလိုက်တာဘယ်လောက်လဲ 16.8 ဆိုပြီးတော့အဖြေရတယ်ဟုတ်ပြီအဲ့ဆိုဒီကနေဒီအထိဒီဘာရှိရမလဲ 16.8 ရှိရမယ်เนาะအဲ့တော့ဒီမှာတိုင်းမယ်ဇက်တိုက်အမှဒီလိုမျိုးတိုင်းလိုက်မယ်နော်အဲ့16.8အကွေးဒီအမြဲတမ်းရှည်တယ်เนาะအဲ့တော့ပြန်တိုင်းမှုလုံးဝမမေးနဲ့မတိုင်းခဲ့ရင် stick တွေလေဘင်းနဲ့တွတ်တွင် stick ချောင်းကြီးရှည်နေတာဘာကြောင့်လဲဆိုတာမတိုင်းခဲ့လို့နော် 16.8 ဟုတ်ပြီဒီ
ဒီမှာကြည့်16.8ဒီမှာတွေ့လားဒီလောက်တောင်ပါဖြစ်သွားလဲကိုယ်ထွက်သွားတယ်ကျဲထွက်သွားတယ်နော်ဟုတ်ပြီအဲ့ဒါပြီးသွားပြီဆိုတော့မှဒီမှာကြည့်နော်ဒီလိုကြီးဆက်ရင်လှလားအခုကတော့ 0.5 လေးဝင်ဆိုပြီးတော့ဆက်ခိုင်းနေဆိုတာပုံမှန်အဖြစ်ဆိုမှတော့ဒီလိုလေးပဲစားလိုက်တာလေ 0.5 နဲ့ဒီလိုလေးပဲစားလိုက်တာဟုတ်လားမလှဘူးဥစားအဆင်ပြေတယ်အခုကသူတို့အကွာဝေးကအရန်ကွာသွားပြီအရန်ကွာသွားတဲ့အခါကျတော့မတို့ဒီလိုကြီးသွားဆက်ရင်ဘလို့မှမလှဘူးအဲ့ဒီခါကျတော့ဘာလုပ်ရမလဲဆိုတော့မတို့ဒီကနေပြီးတော့ဒီကိုဒီလိုလေးထည့်လေးပေါ့ထည့်လေးဆက်လိုက်ရင်ရတယ်ဒီအပိုင်းကဖယ်ထုတ်လိုက်မှာဟုတ်ပြီလားဒီအပိုင်းကဖယ်ထုတ်လိုက်မှာအဲ့တော့သွားတက်ရင်ကော်လန်ကအမတို့အခုဒီမှာတက်ပြထားတဲ့ပုံစံမျိုးလေးအတိုင်းဖြစ်နေမယ်ဒီမှာဒီပုံလေးအတိုင်းမျိုးဖြစ်နေမယ်ရမလားနော်ဒဲလေးပေါ့ဒီလိုဒဲလေးနော်အဲ့တော့ကိုကအကွေးဆိုရင်တော့ကိစ္စမရှိဘူးအကွေးဆိုရင်လည်းထိုးနီး၎င်းပဲဘာလို့မလဲပြန်ပြီးတော့ဒီနားမှာတိုင်းပြီးွားပြီဆိုရင်ကိုရဲ့အမှတ်ကဒီမှာအမှတ်လားဟုတ်တယ်နော်ဒီမှာဆိုရင်ဘာလို့မလဲအကွေးလေးကိုဒီနားကနေပြန်ပြီးတော့ဒီလိုပြန်လာဆွဲတွေ့လားအကွေးလေးအနောက်ရောက်သွားပြီဒါဒီစားကိုစားထုတ်ပေးခဲ့ရမယ်နော်မစားထုတ်ပေးရင်အမားတို့မှာသွားတက်ရင် stick တွေကျဲထွက်တဲ့ပြဿနာရှိတယ်နော်အဲ့ဒီအကွေးလေးတွေပြန်ဖြတ်လိုက်မယ်နော်သဘောပေါက်လားမသိဘူးနော်ဒါမျိုးလေးဟုတ်ပြီနော်အဲ့တော့ဒီအပိုင်းလေးကအမကတဲ့ပဲသွားခြင်းလို့ဒါတစ်ခုလုံးကိုစားလိုက်တယ်ဒီကနေ 0.5 ဒီလိုမျိုးဝင်လိုက်တဲ့ဟာကြီးကြတော့ဘာဖြစ်သွားလဲဝေးသွားရင်တော့ဒီလိုဆက်ရင်ပုံမှန်အဖြစ်အရင်ကြီးမကွာဟာတဲ့ဟာတွေဆိုဒီ 0.5 ဝင်ထားတဲ့အမှတ်ကလေးနဲ့သွားဆက်လို့ရတယ်ဥပမာမတို့ပြန်တိုင်းလိုက်လို့ဒီလောက်ကလေးပဲရတယ်ဆိုရင်အဲ့လောက်နေရာလေးနဲ့ဒီ 0.5 ဝင်ထားတဲ့နေရာလေးနဲ့သွားဆက်လို့ရတယ်အခုကကြတော့ဒီလောက်ကြီးတောင်ကွာထွက်နေတာဆိုတော့ဒီလိုကြီးသွားဆက်ရင်ဘာဖြစ်သွားလဲရှော့ကြီးဖြစ်သွားရင်မလှအောင်เนาะအဲ့တော့နည်းနည်းလေးတိမ့်လိုက်နော်တဲ့လေးပဲဆွဲပြီးတိမ့်လိုက်ကောင်းပြီနော်ဟုတ်ပြီအဲ့ဒါဆိုရင်stick ကရပြီအဲ့တော့အမက stick ကိုဆွဲရင်တချမ်းနဲ့ဘယ်တော့မှမဆွဲခိုင်းဘူးเนาะဖြန့်ပြီးဆွဲခိုင်းတယ်ဘာကြောင့်လဲဆိုတော့ stick တွေရဲ့ဒီအနောက်တွေမှာ V shape ကြီးတွေဖြစ်မှာမဟုတ်လို့เนาะအဲ့တော့ဒီလိုမျိုးတစ်ခါတည်းခောက်ပါခောက်ပြီးွားရင်ကိုယ့်ရဲ့ stick ဒီ V shape ဖြစ်မဖြစ်ဆိုတာသိကျင်တယ်အဲ့ဒီအတွက်ကြောင့်ကူးထုတ်မယ် stick ဒီအပြန့်လိုက်ကူးထုတ်ပြီးဆွဲတာကိုယ့်အတွက်ကပို့ပြီးတော့အဆင်ပြေပါတယ်เนาะအဲ့ဒီလိုနီးလေးနဲ့ပဲသုံးပြီးဆွဲပြီးပါအဲ့တော့မတို့ဒီမှာဆိုရင်ဒီအနီရောင်เนาะဒီကိုယ်တက်သွားတဲ့ဒီမြင်းလေးအတိုင်းရောမှကူးထုတ်တယ်ဟုတ်ပြီပြီးွားရင်အနောက်အရှိမှာဆိုရင်ဒီအနောက်ဒီအမှတ်ကလေးကိုမှမှတ်လိုက်တယ်ဟုတ်ပြီပြီးွားရင်ဒီအမှတ်ကလေးเนาะโอเคအဲ့တော့ဒီမှာမှတ်တာလေးကိုဒီမှာဒီလိုလေးဆွဲပြပေးမယ်တွေ့လားကော်လန်ရဲ့ပုံစံကိုကြည့်ဒီဟာဒီလိုကတ်နေတာအဲ့ဒီဟာအဲ့တော့ဝစ်လိုက်တဲ့အခါမှာလေပင်ဒီနေရာမှာဘာဖြစ်နေမှာလဲကိုယ့်ကိုကုတ်တက်နေမှာနော်ဒါကလေပင်ဟိုအကတ်ပေါ့နော်ဝစ်လိုက်ရင်လေပင်မှာထောင်ကြီးမဖြစ်နေခြင်းဘူးဆိုတော့ stick နော်ထောင်ကြီးဖြစ်တာမကြိုက်ဘူးဆိုတော့ stick ဝစ်လိုက်ရင်မြန်မာဝတ်ဆောင်တွေမှာလည်းအမတို့ဒီပုံစံတိုင်းလေးပဲထည့်ဆွဲလို့ရတယ် ready made တွေမှာလည်းဒါမျိုးသုံးလို့ရတယ်နော်ဟုတ်ပြီဒါအမတို့ရဲ့အနောက်ရဲ့အလယ်မှတ်လေးပေါ့ကောင်းပြီဒီမှာတက်လာအဲ့တော့ကိုယ့်ရဲ့ stick ဒီနေရာဒီဒေါက်မှန်ဖြစ်နေရမယ်တခါလေကျရင် stick တွေကညက်လိုက်ဒီနေရာမှာဖြစ်သွားမှာ V shape ကြီးတွေဖြစ်နေနော်အဲ့ဒါမျိုးမဖြစ်ရအောင်အပြန့်လိုက်ဆွဲတာဒီအထိရမလားမသိဘူးဟုတ်ပြီနော်အဲ့တော့ဒါကရပြီဒီဟာကိုမှအမတို့ကထပ်ကွေးခြင်းဘာလို့ရလဲဆိုတော့လေဒီ stick ကိုမှထပ်ကွေးခြင်းခွဲဟလောက်ရတယ်နော်ခွဲဟကော်လန်ဒီမှာလောက်တဲ့ခွဲဟလောက်ရတယ်အမကတော့ဒီအင်ကြီးမှာအမတက်ပြပေးထားတာကြတော့ဒီ stick ကိုဒီလိုပဲတက်ပြပေးထားတာနော်ဒီ stick ကိုဒီတိုင်းပဲတက်ပြပေးထားတာချုပ်စာတွေထုတ်ချင်ရင်တခါတည်းပတ်လေချုပ်စာဒီမှာ 1cm ထုတ်လို့ရတယ်နော်အဲ့တော့ဒီမှာဒီတစ်ထည်ကိုတော့အမကဒီ stick လေးနဲ့ပဲတက်လိုက်မယ်နောက်ထည်တစ်ထည်ချုပ်ပြအောင်မယ် stick နဲ့အဲ့ဒီ stick ကိုကြတော့
အကတ်ဒီဟာနဲ့ဟိုမှာအကတ်ပြန်ဆွဲပြီးတော့လေခွဲဟာလေးလောက်တာလေးနဲ့ပြပေးမယ်နော်အဲ့ကြတော့ခွဲဟာလောက်တဲ့နီးလေနောက်ထပ်တစ်နည်းထပ်တည်သွားတာပေါ့နော်အဲ့ဒီ stick ကိုကြတော့အမကပတ်တန်ထဲကနေကူးထုတ်ပြပေးမယ်နော်ပတ်တန်ထဲကနေပြီးတော့ကူးထုတ်မယ်ဒီလိုအလွတ်ထွက်မဆွဲတော့ဘူးပတ်တန်ထဲကနေကူးထုတ်ပြီးတော့ထွက်လာတဲ့ stick ကိုမှထပ်ပြီးတော့လေဘင်းမှာထပ်ပြီးတော့လုံးဝအကတ်ကလေးဖြစ်နေခြင်းတဲ့အတွက်ကြောင့်ထပ်ပြီးတော့ဆွဲပြမယ်ခွဲဟာလောက်မှာပေါ့နော်ဒီ stick ဆိုဒီကရပြီအဲ့တော့ဟိုဟာထပ်ပြီးတော့ဒီဆက်ပြီးတော့အင်ညာကူးထုတ်မဲ့ stick ကြတော့ဒီထက်ထပ်ကွေးတယ်ဘာဖြစ်မှလဲဆိုတော့ဝစ်လိုက်ရင်အမတော့ပို့ပြီးတော့ကတ်မှာဒီဟာထက်ကိုပို့ကတ်မှာဒါကကြတော့ကတ်မယ်အနှဲငယ်လေးထောင်မယ်နောက်တစ်ထည့်မှာထပ်ဆွဲပြမယ် stick ကြတော့ဒီထက်ပို့ပြီးတော့ကုတ်မယ်ကုတ်တဲ့အပြင်မှာအမကဒီနေရာတွေမှာပိုင်းမယ်တစ်ပိုင်းဒီကိုတစ်ပိုင်းပိုင်းမယ်ပိုင်းပြီးွားရင်သူ့ကိုအမတို့ကဒီနေရာလေးကိုခွဲဟာလုပ်မယ်ဒီနေရာလေးကိုခွဲဟာလုပ်မယ်ဘယ်ဘက်ကိုလုံးမှာလဲဒီအပေါ်ဘက်ကိုခွဲဟာလုပ်မှာဝစ်လိုက်ရင်လုံးဝကုတ်နေတာအဲ့ဒါကိုကြတော့နောက်တစ်ထည့်မှာထည့်လိုက်မယ်နော်ဒီတစ်ထည့်မှာကြတော့ဒါပဲထည့်မယ်အဲ့ရှုပ်သွားမှာမို့လို့နော်နှမျိုးတင်လို့ရမယ်နော်အဲ့တော့ချုပ်စာကိုကြတော့အမကိုပတ်လေချုပ်စာ1 နော်ပတ်လေချုပ်စာ1ပိတ်2စညှက်ပေးနော်ပိတ်2စညှက်ပေးရမယ်နော်တစားကိုကောပိတ်ကတ်မယ်ဟုတ်ပြီလားနော်အရှိမမချုပ်ပြထားတဲ့ဟာလေးမှကြည့်ပြီနော်ဒီဟာလေးရမယ်ဟုတ်ပြီအဲ့ဒါဆိုရင်ကော်လန်ရဲ့ချုပ်စာထုတ်တာပြီးပြီ